မင်္ဂလာပါကျွန်တော် Burmese Ray ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်အခုတစ်ခါ Burmese Ray ရဲ့ episode 8မှာ unboxing လုပ်ပြီးတော့မယ်ပစ္စည်းတွေကဘာလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဆိုတော့ unboxing လုပ်မယ့်ပစ္စည်းတွေကိုမကြည့်ခင်ရင်တော့ကျွန်တော် Burmese Ray ဆိုတာဘာလဲပြောပြပေးပါမယ် Burmese Ray ဆိုတာတော့ကျွန်တော်တို့ဘောလုံးနဲ့ပတ်သက်ပြီးတော့အမှတ်တရပစ္စည်းတွေစုဆောင်းခြင်းနဲ့ညီကောင်မောင်နှမတွေအတွက်sign jersey တွေ limited edition set တွေကိုရောင်းချပေးနေတဲ့ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ okay အဲ့ဒါဆိုရင်ခုတစ်ခါကျွန်တော်တို့ episode 8အတွက်မှာထားတဲ့ပစ္စည်းလေးရောက်လာပြီဆိုတော့ကျွန်တော်တို့ unboxing လုပ်လိုက်ရအောင် okay ပါဆိုတော့ကျွန်တော်ဒီကောင်ကတော့ဒါ Liverpool FC ကနေပြီးတော့ official ထုတ်ထားတဲ့ product ပေါ့နော်ဆိုတော့ဒီ product လေးတော့နောက်ဆုံးမှကြည့်မယ်ဗာလဲဆိုတာပေါ့နော် okay ဆိုတော့ရှင်ဆုံးဒါလည်း Liverpool ပဲဗျဆိုတော့ဒီကောင်က Liverpool jersey ပေါ့နော်ဆိုတော့ဒီကောင်က Liverpool jersey size ကဘယ်သူထိုးရတဲ့ size လဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင် Jurgen Klopp ပါ Jurgen Klopp ရဲ့ဒါ size jersey ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့box top မပါလာတော့ဘူးပေါ့နော်ဆိုတော့ဒါနဲ့အတူပါမလဲဆိုရင်ကျွန်တော်တို့ဒီ Liverpool ရဲ့ဒီ certificate ပါမယ်ပေါ့နော်ဒီ certificate ပါမယ်အဲ့ဒါပါမယ်ပေါ့နော် okay ပြီးတော့ရင်ကျွန်တော်တို့ဒီမှာဒီ hologram ရှိမယ်ပေါ့နော်ဆိုတော့ဒီ hologram မှာနံပါတ်ပါမယ်ပေါ့နော်ဆိုတော့အဲ့နံပါတ်နဲ့ဒီ certificate နဲ့ပါမယ်ပေါ့နော်ဆိုတော့ဒါကitem တစ်ခုပေါ့နော် okay နောက်ထပ် item တစ်ခုကတော့ဒီကောင်ကတော့Manchester United jersey ပေါ့နော်ဆိုတော့ဒါကတော့ Kobe Mainoo ရဲ့ sign ပေါ့နော် sign ပါမယ်ပြီးတော့ရင်ဒီကောင်နဲ့အတူတူကျွန်တော်တို့ဒီမှာ official certificate တစ်ခုပါမယ်ပေါ့နော် official certificate ပါမယ် okay official certificate ပါမယ် sign ပါမယ်ပြီးရင်ဒီမှာပေါ့ကျွန်တော်တို့ဒီ hologram နံပါတ်တွေပါမယ်ပေါ့နော် okay ပါokay အဲ့တော့ဆိုရင်ကျွန်တော်တို့ရဲ့ဒီနောက်ဆုံး item ကပါလဲဆိုတော့ Liverpool FC ကနေလာတဲ့ဒီ official product ပေါ့နော် okay ဆိုတော့ဒီ official product ကပါလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ပေါ့နော် okay ပါဒီကောင်ကကျွန်တော်တို့Liverpool FC ကနေပြီးတော့ထုတ်ထားတယ်ကောင်းပါနော်ဆိုတော့ဒီကောင် certificate ပါမယ်ပြီးတော့ရင်ကျွန်တော် jersey ပေါ့နော်ကျွန်တော်ဒီ jersey ပါမယ် jersey ပါမယ်ဒီလို jersey ပေါ့နော်ဒါကြီးစားစီပါမယ်အဲ့ jersey ကကျွန်တော်တို့ဒါ Firmino အတွက် limited edition ထုတ်ထားတဲ့ကောင်ပေါ့နော်ဆိုတော့ဒီကောင် limited edition ကိုဒီကောင်ကအခုနေရာထုတ်ထားတယ်အခုနေရာတွေကမှဒီကောင်က42ခုမြောက်ပေါ့နော် okay ပါအဲ့တော့ဆိုရင်ကျွန်တော်တို့အခုဒီ Burmese Ray ရဲ့ episode unboxing episode 8ကိုလာကြည့်ပြီးတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်မှာလည်းကျွန်တော်တို့ Burmese Ray မှာဘယ်လို unboxing လုပ်ပေးနေလဲဆိုတာကိုဆက်လက်ဆောင်ရွက်ရှိပေးပါဦးလာကြည့်ပြီးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ